ကျွန်တော်နာမည်ကတော့နေခန့်တယ်လို့ခေါ်ပါတယ်။ Legacy International School ရဲ့တော်ဝင်ဆန္ဒ campus ရဲ့GED Intake 19မှာတက်ရောက်နေတာဖြစ်ပါတယ်။ Scholarship အကြောင်းတော့ principal နဲ့ဆရာမတွေက assembly ခေါ်ပြီးတော့လေအကြောင်းမှပြောပြတဲ့အပြင်Legacy International School ရဲ့ Facebook page နဲ့ Viber channel တို့မှာလည်းပြောပြထားတဲ့အတွက် scholarship အကြောင်းသိရှိခဲ့ပြီးတော့ပါဝင် try ဖို့အတွက်ဆုံးဖြတ်ခဲ့ရဖြစ်ပါတယ်ခင်ဗျာ။ scholarship ဖြည့်စွာပုံစံလေးပြပြပေးပါ ပထမဆုံးအနေနဲ့ Thorn Center Campus မှာပါဝင်ဖြည့်ဆည်းသူတွေအားလုံးကMaths ရဲ့ RA ရဲ့ Science ရဲ့ဘာသာ၃ခုကိုဖြည့်ဆည်းခဲ့ရပါတယ်အဲ့အဆင့်ကိုအောင်မြင်ခဲ့တဲ့လူတွေကတော့နောက်တစ်ဆင့်အနေနဲ့ Verbal Test Interview ဆက်လက်ပြီးဖြည့်ဆည်းခဲ့ရပါတယ်ခင်ဗျာ ။ဒါအနေနဲ့ဒီလို scholarship ဖြည့်ဖို့အတွက်ဘယ်လိုမျိုးစူးစမ်းအားထုတ်ခဲ့ရလဲ။ဆရာမတွေတင်တဲ့စာတွေကိုတနည်းစာတွေတနည်းပြန်ပြီးတော့ပုံမှန်လုပ်ဖြစ်ပါတယ်။ပြီးတော့ GED sample question တွေကိုလည်းကိုယ့်ကိုအိမ်မှာအစမ်းဖြည့်ဆည်းတဲ့အပြင်ငကိုရှိတဲ့ကိုယ့်ရဲ့ knowledge နဲ့လည်းစူးစမ်းခဲ့ရကြအခုလိုအောင်မြင်ရဖြစ်ပါတယ်ခင်ဗျာ။အဖြေဆိုမဲ့တကယ်ချင်းတွေအတွက်အပိစကားလေးပြောပြပါ။နောက်ကျင်းပမဲ့ scholarship exam တွေမှာလည်းတကယ်ချင်းတွေအားလုံးဝင်ရောက်ပြီးတော့ try နေစေချင်ပါတယ်။ကိုစူးစမ်းလို့ရှိရင်စူးစမ်းသလိုအခွင့်အရေးအများကြီးရရှိနိုင်တဲ့အတွက်ဝင်ရောက်ပြီးတော့ try နေစေချင်ပါတယ်ခင်ဗျာ။ခုလိုမျိုးပြကြပြရတဲ့အတွက်ကျေးဇူးတင်ပါတယ်။